Hello, alo mấy mình là phải xin qua đó em má khâu sẽ tàu xa ra cho xa đi xuống đi phía trước trong một lỗ khâu sẽ lịch chất xa mà phải bà đi hiện giờ chắc tầm dù xin nguyện tầm mẹ vì nhé con ăn lịch thả để khen chân đi 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 ố trên nhà áo lâu nay bà mẹခဲညနေလေးချိန်ညက်ပြီးအနှစ်ပေါက်လာပြီဆိုလို့ရှိရင်ရေလေးတက်ပြီးခဏအပေါင်းလေးအုပ်ထားလိုက်ပါမယ်ရေနေပပွက်ဆူလာပြီဆိုရင်တော့အတင်းလောက်ထားတဲ့ခောက်ဆွဲလေးထဲမယ်ကြော်ထားတဲ့ကြက်ဥကြော်လေးတွေကြိုက်ထည့်ပါမယ်ပြီးရင်တော့ဇွန်လေးနဲ့ရောသမမွေလိုက်ပါမယ်ရှင်ခောက်ဆွဲလေးနက်သွားအောင်လို့အဖုံးလေးခဏပြန်အောင်ထားလိုက်မယ်နော်ဒီနေ့ပွက်လာပြီဆိုရင်ခောက်ဆွဲလေးနဲ့မနဲ့စမ်းကြည့်ပါမယ်။မွေးအောင်မဆလာလေးရောထည့်လိုက်ပါမယ်။ကဲဒါဆိုရင်တော့ရတာရှိတဲ့ခောက်ဆွဲချက်လေးရပါပြီနော်။ကျမကနည်းနည်းမကြိုက်သူမို့ကျင်းဆိုင်လေးထည့်မယ်။ရှူးရှူးရှဲရှဲစားချင်တာမို့ငရုတ်သီးစိမ့်လေးတွေညှက်ထည့်မယ်။ကျမကတော့အဆက်ကြိုက်သူမို့နော်အဆက်မစားနိုင်သူတွေကငရုတ်သီးရှော့ထည့်ပါရှင်။ပြီးရင်တော့ငရုတ်ကောင်းလေးထည့်လိုက်ပါမယ်။ခုဆိုရင်တော့အနက်ရတာနဲ့ပြည်စုံတဲ့ခေါင်းဆက်ချက်လေးစားပါတော့မရှင်။ဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်ရှင်။နောက်နေ့ဒီမှာလည်းအိမ်မှာချက်စားပေးတာလေးတွေတင်ပေးအောင်ပါ။ channel လေးကို like and subscribe လေးလုပ်ပေးခဲ့ပြီးမြင်နေအောင်နော်။